ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ ရေးပေး AI ရဲ့ image prompt writer ကိုလက်တွေ့ပြသမှာဖြစ်ပါတယ်။ဆိုတော့ image prompt writer ကအဓိကတော့ပုံထုတ်ပေးတဲ့ image ထုတ်ပေးတဲ့ tools မဟုတ်ဘူး။အဲ့ဒီ content ကိုမူတည်ပြီးတော့မှသူနဲ့ like ဖက်တဲ့ image ရဖို့အတွက်ကို prompt ဘယ်လိုရေးရမလဲဆိုတော့နောက်ဆုံး prompt ထုတ်ပေးတဲ့ဟာဖြစ်တယ်။အဲ့တော့ဒီကပေးလိုက်တဲ့ prompt ကိုယူပြီးတော့မှကျွန်တော်တို့ Midjourney သို့မဟုတ်Nano Banana ပေါ့နော်ကြိုက်တဲ့image generator AI တစ်ခုမှာတွားပြီးတော့ page ချလိုက်တာ ਨੇ ဒီ content နဲ့ဆိုင်တဲ့ပုံတစ်ခါတည်းထုတ်ပြီးသားဖြစ်သွားမှာပေါ့เนาะအဲ့တော့ကျွန်တော်တို့အခုလောလောဆယ်တစ်ခုကျွန်တော်လုပ်ပြပါမယ်အခု pick from post ဆိုတဲ့ဟာရှိတယ်ဒါကဘာလဲဆိုလို့ရှိရင်အခုကျွန်တော်တို့အရင်တော့ generate လုပ်ထားတဲ့ပုံစာတွေရှိတယ်စောင်းပါးတွေရှိတယ်အဲ့ဒီစောင်းပါးတွေကိုတုံးပြီးတော့မှလုပ်ချင်လာပေါ့ဒါမှမဟုတ်လို့ရှိရင် based on content လို့ခေါ်တယ်ကိုယ့်ရဲ့ content ကိုဒီမှာတနေရာကနေပြီးတော့မှ copy ကူးလာပြီးတော့မှလုပ်ချင်လာပေါ့နော်ဆိုတော့နှစ်ခုလေးကတစ်ခုကိုကျွန်တော်တို့ရွေးချယ်လို့ရတယ်ကျွန်တော်ကဒီမှာဒီတစ်ခုကိုရွေးလိုက်မယ်ပေါ့နော်ဆိုတော့ရှိပြီးသားတစ်ခုလေးရဲ့ဟာကိုရွေးလိုက်မယ်ပြီးတော့လို့ရှိရင် next choose style ကိုကျွန်တော်တို့သွားမယ်အဲ့တော့ style ကကျတော့ကျွန်တော်ဒီမှာကြိုက်တဲ့ style ကိုရွေးလို့ရတယ်ဥပမာ minimalist style လား flat design လား cinematic လား 3D render watercolor ကြိုက်တာကိုကျွန်တော်ရွေးလို့ရတယ်ကိုရေးတဲ့ content နဲ့ like ဖက်တဲ့ဟာကိုရွေးပေါ့လေပြီးတော့ဒီပုံမှာမူတည်ပြီးတော့မှ prompt ရဲ့ quality နဲ့ဟိုဘက်ကထုတ်ပေးနေတဲ့ quality ပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ photo realistic ကိုအများစုသုံးလို့ရှိတယ်ဆိုတော့ဒါလေးကိုကျွန်တော်ရွေးလိုက်မယ် next ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ image dimension ရွေးချယ်လို့ရတယ်နောက် Burmese text on image ဆိုပြီးရွေးလို့ရတယ်အဲ့တော့ဒါကကျွန်တော်တို့စာကိုကျွန်တော်တို့ပုံမှာရေးဖို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ခုနက content ကဒါငွေကြေးလွတ်လပ်မှုအဆင့်50နော်ဒါလေးကိုကျွန်တော် copy ကူးယူထားပြီးသွားလို့ရှိရင်ဒီမှာငွေကြေးလွတ်လပ်မှုအဆင့်50ဆိုတဲ့စာကိုဒီပုံပေါ်မှာရေးခြင်းတယ်နော်ပြီးတော့လို့ရှိရင် size က landscape size ပေါ့နော်ဒီကျွန်တော် Facebook မှာတင်မယ်ဆိုလို့ရှိရင် landscape size ကကောင်းတယ် square လည်းရပါတယ်ဒါပေမဲ့ landscape ကိုကျွန်တော်ယူလိုက်ဘယ်လို design မျိုးရေးပြပါဟို prompt လုပ်ပြပါဆိုတော့ဒီ additional notes တွေဒီမှာထည့်လို့ရတယ်လောလောဆယ်မထည့်တော့ဘဲနဲ့ generate prompt လုပ်လိုက်မယ်အဲဆို prompt generate လုပ်နေလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်ကသူ့ကို Gemini မှာတွားထည့်မှာဖြစ်တယ်ကျွန်တော် Gemini ဖွင့်ထားလိုက်မယ်ကျွန်တော်တို့ဒါ gemini.google.com ပေါ့နော်အဲ့တော့ free နဲ့လည်းရတယ်ကျွန်တော်ဒီ account မှာထားဆိုရင်ကျွန်တော်ဝယ်ထားတဲ့ account မဟုတ်တဲ့အတွက်ကြောင့်မလို့free ဖြစ်နေတယ် upgrade to Google AI Plus ဖြစ်တယ်ဒါပေမဲ့ဒီမှာလည်းရတယ်ဒီကနေပြီးတော့ create image ကိုကျွန်တော်ရွေးထားလိုက်မယ်ပြီးတော့လို့ရှိရင် home ကလာတဲ့ prompt ကိုတွတ်ထည့်မယ် prompt ဒီကျွန်တော်တို့ဒီမှာဒီလိုလေးလာတယ်ပေါ့နော်ဆိုတော့ copy full prompt ကိုကျွန်တော်နှိပ်လိုက်ပါပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာသွားပြီးတော့ဒီကနေပြီးတော့ page ချလို့ရတယ်ဒီမှာကျွန်တော်တို့ထုတ်ပေးလိုက်တဲ့ငွေကြေးလွတ်လပ်မှုအဆင့်50ဆိုတဲ့ဟာနဲ့သူ step 1 step 2လေးတွေတော့တခါလေးထည့်ထားပြီးလေ့လာတွေ့လိမ့်မယ်ပေါ့နော်ဆိုတော့ဒါမျိုးကျွန်တော်တို့တခါလေး generate လုပ်လို့ရသွားတယ်ပြီးရင်ဒီကောင် save လုပ်ရုံပဲပေါ့နော်ဆိုတော့ဒီဟာလေးဖြောက်တာကတော့ဒါကျွန်တော်တို့တခု logo နဲ့ပြပြအုပ်ပြီးတော့ဖြောက်လို့ရလိမ့်မယ်နော်